ချီရတယ်မှာပဲအသက်33နှစ်အရွယ်ကမလေးတယောက်ရဲ့အချီပေါ့ရပြစ်လိုက်ပြန်ချစ်လိုက်မျိုးစုံတပ်ပုံနေကြပဲအကုန်လုံးကတော့ရှေ့မှာတော့ဟို line ပေါ်မှာတော့တက်ကဘာမှတင်ပြီးတော့တက်ပြီးတော့ကျွဲမှာတော့မဟုတ်ပါဘူးကိုပါတနာကလည်းသူ့ဟဲငါနဲ့တွဲနေရမတင်နဲ့နော်ငါမင်းသမီးစမ်းကြမယ်နော်ဟိုကမလုံးနဲ့နော်ဆိုပြီးသူ့ဘာမှချင်းချုပ်ထားတာမရှိဘူးဘယ်သူနဲ့တွဲပါသူတို့လွတ်လွတ်လပ်လပ်သူတို့တင်နေတာရှိရင်တင်ဝက်ပေးတယ်ဘူးကတော့ကိုကတော့လိုက်ပြီးတော့ဒါကျမပဲပါဆိုပြီးစီပန်လည်းမခင်ဘူးမဟုတ်ဘူးလေတမငင်းပါဘူးအသက်33နှစ်အရွယ်မင်းသမီးခုလိုမျိုးမင်းသမီးတယောက်မှာမိန်းမတယောက်မှာရေးစားမရှိဘူးတယောက်တည်းနေရပြောရင်လေဒါကိုယ့်အတွက်ပေါ့နော်ကိုယ့်အတွက်တော့မဖြစ်နိုင်ပါဘူးဘဝကြီးကိုတည်ငြိမ်ခြင်းနဲ့စီးပွားရေးကိုတည်ငြိမ်ခြင်းနဲ့လူမှုရေးတည်ငြိမ်ခြင်းနဲ့ချစ်ရေးတည်ငြိမ်ခြင်းတာပဲကိုဖြစ်ချင်တဲ့ဘဝကြီးဖြစ်လာမှာမဟုတ်တာပြည်သက်တွေအားလုံးကိုလည်းချစ်ရေးတည်ငြိမ်စေခြင်းနဲ့အိမ်တော်ရေးတည်ငြိမ်စေခြင်းနဲ့တက်ဆူတောင်းပါတယ်ဒါပေမဲ့တည်ငြိမ်ခြင်းနဲ့တည်ငြိမ်လို့ရတာမရဘူးအဲ့လိုပဲမင်းသမီးတွေလည်းမရဘူးတူတူပဲလူပဲတည်ငြိမ်ခြင်းနဲ့တည်ငြိမ်ခြင်းတော့မှမရတာရှင်းလေးဒီပွဲမမီဗျာရဲ့ဒါ Academy ရသွားတာ congratulation ပွဲဆိုတော့မမီဗျာကိုထုတ်လုပ်ရေးရအောင်သတိထုတ်လုပ်ရေးဖြစ်ပါတယ်အောင်သတိရုပ်ရှင်ထုတ်လုပ်ရေးရထက်ရဲ့ကျေးဇူးရှင်ထုတ်လုပ်ရေးဖြစ်ပါတယ်သမီးဆိုအိမ်တော်လောင်တောက်လျှောက်ထက် series မှာအထက်ကိုပြည်သက်တွေရင်းနေရအောင်တက်ကိုနေရာလေးပေးပြီးရိုက်ကူးပေးခဲ့တဲ့ထုတ်လုပ်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါက်တာကိုကျော်ဦးနဲ့ကိုအောင်ကိုဦးအထက်တကယ်ကျေးဇူးရှင်ပါထက်ရဲ့လို့ပြောရမယ်လူပညာလောကတွေကနေထက်ကိုစပြီးတော့ပြည်သက်တရားမွေးဖွားပေးတဲ့လူလိုလည်းပြောလို့ရပါတယ်ဘိုးအစာတစ်ထုံဖြစ်လာစေခဲ့တဲ့လူတွေလည်းရှိသလိုပြည်သက်ရင်တွေကိုရအောင်မွေးဖွားပေးတဲ့လူဆိုရင်တော့သူတို့နေရာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့ရုပ်ရှင်ကားဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဝမ်းသာတဲ့ဂုဏ်ယူတဲ့ဂုဏ်ပြုပေးရမယ်ဆိုတဲ့စိတ်နဲ့လာပါဟုတ် online မှာတော်တော်ပြန့်နေကြပါပဲမောင်ရဲရဲလို့ရတယ်ဆိုတော့အခုခက်ကအဲ့လိုမျိုးဆိုအဲ့လို plot လေးဆိုရကြိုက်ကြရလေတကယ်အပြင်မှာ reality ဖြစ်တဲ့ plot လေးဆိုကြိုက်ကြတယ်ရဲချင်းရဲလို့ရတယ်နော်လို့ချင်းလို့ရတယ်နော်မှာဒါစားတောက်ဆိုင်လို့ဟောနေမလားစားတောက်ဆိုင်လို့ပြင်နေကြတဲ့ခေတ်ကြီးမှာအခုကညာမောင်ဆိုင်ရင်စားလို့ရတယ်နော်ပိုင်းသွားလို့ရတယ်နော် sorry ရပဲစားခေါ်တဲ့ခေတ်ကြီးလေးကိုခက်တော့ကြောက်စရာကောင်းတယ်ကိုယ်ခက်ကမင်းကလေးဒါရွာတယ်ထက်တော့ဒါရွာခဲ့တဲ့ခေတ်ဆိုတာသူတို့ရဲ့ဆယ်ဘုံတစ်ပုံပဲရှိတယ်ကိုကက်စော်လေးတွေမှာမောင်ရဲရဲလို့ရတယ်နော်ဆိုတာကြီးပဲတော်ရဲတာအဲ့တော့အပြင်မှာ reality ရှိရဟာလေးတွေကိုအဲမှာပုံဖော်ပြလိုက်တယ်ဆိုတဲ့ခါကျတော့ကြိုက်ကြပါပေါ့အရန်ပွင့်လင်းမြင်သာလုံးဝကြီးွားတော့လဲတချို့ကလေးကြတော့ဘာသာရေးနဲ့ရှင်ပြီးတော့ဒါကိုနိုင်ငံရေးချင်းမှုနဲ့ရှင်တော့တချို့ဟာလေးတွေကကြတော့အလွန်အကျွံဖြစ်သွားတာပေါ့ဘုံတရား director ဘုံပြောသလိုစကားမျိုးဆိုတတိုးပို့သွားတာပေါ့နော်တချို့လူတွေဆိုတတိုးမကဘူးကိုရမှာဆို2တိုး3တိုးလောက်ပို့သွားပေါ့အဲ့တော့တွတ်တာလက်တာကိုယ်ဆိုတွတ်လက်နေပြီးတော့ပုံမလင်းလင်းနေတဲ့လူမျိုးတောင်တော်တော်ရွားတယ်လို့ပြောခံနေရတဲ့ခင်မှာတွတ်လက်မဟုတ်ဘဲနဲ့အဲ့လောက်ထိဖြစ်နေကြတဲ့ပုံလင်းမြင်တာတဲ့လူငယ်တွေအများကြီးမြင်ရတဲ့ခါကျရင်တို့ဘယ်တော့ပြောခံရမလဲလူရှိမရောက်သေးလို့တော်သေးတာပေါ့လို့ပဲကိုယ့်ကိုတွေးမိပါတယ်တက်ပုံလင်းနေတယ်ပေါ်ပါနေတယ်အမှန်တိုင်းနေတယ်ဒီမျိုးလွှမ်းမိုးမှုတွေကတော့တောက်လျှောက်ဒီ interview ရဲ့ comment အောက်မှာပဲကြည့်လိုက်ပါသူတွေတင်လွှဲနေကြလဲသူတွေဘာပြောနေကြလဲဆိုတော့အမြဲတမ်းရှိမှာပဲတက်ဂိမ်းမဆိုင်ဘူးဆိုတာသူတို့ဘာပြောဂိမ်းမဆိုင်ဘူးဆိုတာသူတို့ပြန်ပြီးတော့ရိုက်နေတဲ့ဂိမ်းမဆိုင်တာမဟုတ်ပါဘူးကိုမန်နေရာလေးတွေကိုရင်နဲ့ရှီယာလေးတွေကိုကြုံလို့အခုလိုမီဒီယာတွေရှိမှပြည်သက်တွေစီပြမိရဲ့ခါလေးမှာတယောက်ကတော့နားလည်မှုလွဲရလေးတွေစိတ်သဘောထားချင်းမတိုက်ဆိုင်တာလေးရှိမှာပဲအခါကျရင်တော့သူတို့နားမလည်လို့ပြောကြရပဲဆိုပြီးတော့စိတ်ထဲမှာလို့ထားလိုက်တယ်ထားပြီးတော့ဂိမ်းမဆိုင်ဘူးပေါ့နော်အဲ့လို comment တွေကြောင့်အဲ့လိုမျိုးကိုယ့်အထင်မြင်လွဲတဲ့စကားတွေကြောင့်ကိုယ့်ရဲ့ character ကိုယ့်ရဲ့စစ်မှန်တဲ့အရာတွေကိုလည်းဘာမှပြောင်းလဲပေးစရာအကြောင်းမရှိဘူးလို့ထက်ကတွေးလဲအတွက်ကြောင့်မို့လို့လဲဂိမ်းမဆိုင်တာပါအမေဒီလိုပြောတဲ့လူတွေအကုန်လုံးရဲ့ comment တွေထက်ကြည့်ရကြည့်ပြီးတော့ငါတကယ်ဘာလိုအပ်နေလဲလိုအပ်နေတဲ့အချက်တွေသူတိုင်းမှာရှိရတကယ်လိုအပ်နေတဲ့အရာလေးတွေကိုထားပြလို့မှန်မှန်ကန်ကန်ပြင်ဆင်ရမယ့်အရာလေးရှင်ထပ်ပြင်ပါတယ်ဒါပေမဲ့ကိုယ့်ကိုဖြူစင်တယ်လို့ထင်တယ်ကိုယ့်ကိုရိုးသားတယ်လို့ထင်တယ်ကိုယ့်ကိုပွင့်လင်းတယ်လို့ထင်တယ်ကိုယ့်ကိုအမှန်တရားကိုထုတ်ဖော်ရဲတယ်လို့ထင်တဲ့ဒီကိုယ့်ရဲ့ character လေးကိုတော့လာပြီးတော့ဒါကြီးကမကြိုက်ဘူးပဲပြောင်းလဲပေးပါဆိုတော့ပြောင်းလဲပေးနေမှာမဟုတ်ဘူးလို့ထင်ပါတယ်ဟုတ်ပါပါချစ်တယ်ဆိုချစ်တယ်မုန်းတယ်ဆိုချစ်တယ်မုန်းတယ်ကြီးမြောက်ဆိုကြီးမြောက်ပဲချွေရလေးတော့လူမျိုးရအာနာပါနာနဲ့လုပ်ပေးရတော့ရှိရပါတခါတလေပေါ့အမြဲတမ်းမလုပ်နိုင်ပါလောကလုံးကထက်ရှေ့ချုံနောက်ကိုရမှာမုန်းကြတာပါဟုတ်ဒါကတော့ချစ်ပါတယ်အကုန်လုံးကိုချစ်တယ်အကုန်လုံးချစ်လို့လည်းအခုလာတယ်အကုန်လုံးကိုချစ်လို့လည်းပဲသွားလဲရုပ်ရှင် pressure တွေထပ်သွားပေးတယ်အကုန်လုံးထက်ကတော့ချစ်တယ်ဒါအားလုံးရှိမှာပုံနေပြောပါရတဲ့ကအကုန်လုံးချစ်တယ်မင်းသားတွေချင်းမင်းသမီးတွေချစ်တယ်အကုန်လုံးကိုလိုမိချင်မောင်နှမတွေရောပရိသတ်တွေရောဟိုရုပ်လက်မြတ်မျိုးတွေအကုန်လုံးချစ်ပါတယ်ကိုယ်တိုင်လည်းအချစ်ခံနေတဲ့လူတွေမှာပါတယ်အဲ့ဒီအတွက်ကိုချင်းစာစိမ်းနဲ့ချစ်ပေးတယ်ဒါပေမဲ့အချစ်မခံရပါဘူးဘာဖြစ်လဲဆိုတော့ကိုလိုမချစ်တတ်လို့လားတော့မသိပါဘူးကိုချစ်တာယူ over လို့ထင်ကြတယ်သူတို့မချစ်ဘူးလေအဲ့ဒါမျိုးတကယ်အချစ်စင်းနဲ့မချစ်ဘူးတဲ့ခါကျတော့ကိုချစ်တာယူကြည့်ပြီးသူက over လို့ထင်ပြီးတော့ဒီအောင်ဒီမှာဖြစ်နေကြပြီးတော့သူကတကယ်ချစ်တာမဟုတ်ပါဘူးဒါစောက်ဖို့တွေပါဆိုပြီးတော့ထင်ပြီးတော့ကိုမချစ်တာလည်းနေမှာပေါ့အခါကျရင်ကိုမလုပ်ဘူးတဲ့အရာဆိုသူများမလုပ်နိုင်လောက်ဘူးထင်တော့လေလုံနိုင်တာတွေ့တဲ့ခါကျရင်ပိုရဲလို့ထင်ကြအမျိုးရှိတယ်။ဒါတော့နားလည်ပေးလိုက်ပါတယ်။ချီရတိုင်းမှာပဲအသက်33နှစ်အရွယ်ကမလေးတယောက်ရဲ့အချီပေါ့။ချီရဒီလိုပဲလေ။ကျင့်ချစ်တယ်မချစ်ဘူး။အဲ့လိုလား။ရပြစ်လိုက်ပြန်ချစ်လိုက်မျိုးစုံတပ်ပုံနေကြပဲအကုန်လုံးကတော့ရှေ့မှာတော့ဟို line ပေါ်မှာတော့တက်ကဘာမှတင်ပြီးတော့တက်ပြီးတော့ကျွဲမှာတော့မဟုတ်ပါဘူး။
ဒါပေမဲ့ပြည်သက်တွေကတော့ကိုကတော့ပေါ်တင်မဲ့ပွင့်လင်းသွားလာနေတာဖြစ်တဲ့ကြောင့်မတွေ့ရလူကတွေ့မယ်တင်တဲ့လူကတင်မယ်ကိုတစ်ဖက်ကိုပါတနာကလည်းသူ့ဟန်ငါနဲ့တွဲနေရမတင်နဲ့နော်ငါမင်းသမီးစမ်းကြမယ်နော်ဟိုကမလုံးနဲ့နော်ဆိုပြီးသူ့ဘာမှချင်းချုပ်ထားတာမရှိဘူးဘယ်သူနဲ့တွဲပါသူတို့လွတ်လွတ်လပ်လပ်သူတို့တင်နေတာရှိရင်တင်ဝက်ပေးတယ်ကိုကတော့ကိုအနုပညာအလုပ်ရအောင်ကိုရဲ့ type အရာရော live မှာတူအဲ့လိုမျိုးတင်တဲ့လူမျိုးတွေမှာမပါအဲ့ဆိုတဲ့ခါကျတော့တစ်ဖက်လူကတင်တဲ့ခါမှာတချို့ပြည်သက်တွေတချို့ page အတူတွေကတွေ့ရမြင်တယ်ပြင်ဖြန်းကြရဆိုလို့ရှိရင်တော့ဒါပြန့်သွားတာပေါ့ဘူးကတော့ကိုကတော့လိုက်ပြီးတော့ဒါကျမပဲပါဆိုပြီးစီပန်လည်းမခင်ဘူးမဟုတ်ဘူးလေထမငင်းပါဘူးအသက်33နှစ်အရွယ်မင်းသမီးခုလိုမျိုးမင်းသမီးတယောက်မှာမိန်းမတယောက်မှာရီစားမရှိဘူးတယောက်တည်းနေရပြောရင်လေဒါကို့အတွက်ပေါ့နော်ကို့အတွက်တော့မဖြစ်နိုင်ပါဘူးခုလိုမျိုးဘိုင်းကောင်းကြောက်ပြီးလုံးဝအိမ်ကြီးရနဲ့ရီစားမထားဘဲနဲ့အဲ့လိုနေတဲ့တိုင်မျိုးတွေမှာကိုမပါဘူးဆိုတော့အသိမှာပါပြီးတော့ဂျမနိုင်းလေဂျမနိုင်းဆိုချစ်တတ်တယ်အချစ်ခံကျင်တယ်တော့ကြားတယ်ဆိုတော့ရီစားမရှိပြောရင်လည်းလည်းကြပါမယ်အမှန်တမ်းပြောတာပါရီစားရှိပါတယ်ကိုရိုင်းတော့ comment တွေမှာချို့စင်ပြေတဲ့ comment တွေပြန်ဆက်ပေးထားရှိတဲ့အချိန်ရရင်ပေါ့နော်မှုဝင်တဲ့အချိန်အားနေတဲ့အချိန်မျိုးမှာအဲ့လိုချို့ comment တွေမှာမှုချင်းတိုက်ဆိုင်သွားရင်တော့သူတို့ကန်ရန်ကောင်းတဲ့အခါကျရင်ကိုပြန်ဆက်ရခံရလို့ရှိရဲ့ချို့ comment တွေမှာကောင်းမှုမှာပဲဆဲတဲ့စလုံးရိုင်းဆိုင်မပါဘူးဆဲတယ်ဆိုတာပါစကားပြောတာပါဆဲတဲ့ရိုင်းတဲ့စလုံးမပါဘဲနဲ့ချက်လက်ချနဲ့အမှန်တရားပြောတဲ့ခါကျတော့ချို့လူတွေနာကြတယ်လေအဲ့လိုမျိုးပြန်ဖြေထားတာရှိပါတယ်အများကြီးပဲချို့ comment တွေမှာထပ်အားရင်အားသူပြန်ဖြေပေးတဲ့ comment တွေရှိပါတယ်ဒါပေါ့လူတိုင်းတည်ငြိမ်နေရပဲမြင်နေကြရပဲဟောလေမုံတိုက်တာမလူကမကြိုက်ကြဘူးလေဒါပေမဲ့ကိုတည်ငြိမ်နေတာပေါ့ကိုလည်းဟုတ်တယ်မလားဘဝကြီးကိုတည်ငြိမ်ခြင်းနဲ့စီးပွားရေးကိုတည်ငြိမ်ခြင်းနဲ့လူမှုရေးတည်ငြိမ်ခြင်းနဲ့ချစ်ရေးတည်ငြိမ်ခြင်းတာပဲကိုဖြစ်ချင်တဲ့ပေါ်ရဖြစ်လာမှာမဟုတ်တာဟုတ်တယ်မလားကိုဖြစ်ချင်တာတွေဖြစ်ခွင့်ရနေမယ်ဆိုရင်အရာတော့တည်ငြိမ်နေမှာပါပဲဖြစ်ချင်တာတွေဖြစ်ခွင့်မရတဲ့ဘဝကြီးကိုတော့မပိုင်တဲ့ဘဝကြီးမှာကိုတစ်ဖက်သားလူမျိုးပေါင်းဆက်တဲ့ခါမှာလည်းအဲ့လူတယောက်လည်းကိုမပိုင်နိုင်ဘူးအဲ့တော့တည်ငြိမ်မှုဆိုတာမင်းနဲ့ရှိနေမှာတော့မဟုတ်ဘူးအဲ့တော့နင်တို့ကတော့တည်ငြိမ်ပေးမင်းသမီးတွေနင်တို့ကတော့ငြိမ်ငြိမ်လေးနေပြငါတို့ဘဝကြီးကတော့မတည်ငြိမ်ဘူးဆိုတာမျိုးတွေလည်းဒါရှိကြမှာပဲလေမင်းသမီးတွေကတည်ငြိမ်ခိုင်းတာအခုကြည့်နေတဲ့ပြည်သက်တွေထဲမှာလည်းဘဝတွေတည်ငြိမ်ကြပြီလားအခြေရေးတည်ငြိမ်ကြပြီလားစီးပွားရေးလူမှုရေးတည်ငြိမ်ကြပြီလားတည်ငြိမ်စေခြင်းနဲ့ပြည်သက်တွေအားလုံးကိုလည်းအခြေရေးတည်ငြိမ်စေခြင်းနဲ့အိမ်တော်ရေးတည်ငြိမ်စေခြင်းနဲ့ထက်ဆူတောင်းပါတယ်ဒါပေမဲ့တည်ငြိမ်ခြင်းနဲ့တည်ငြိမ်လို့ရတာမရဘူးအဲ့လိုပဲမင်းသမီးတွေလည်းမရဘူးတူတူပဲလူပဲတည်ငြိမ်ခြင်းနဲ့တည်ငြိမ်ခြင်းတော့မှမရတာရှင်းလေအုံနောက်ကတော့ကြီးလာတာအုံနောက်ကြီးလာရင်လုံးသားတရားတွေများလာတယ်ဆိုတော့နည်းနည်းတော့ခန်းစားချက်တော့ဆွတ်ချက်လေးတော့လစ်တက်လေးတော့ပြောင်းချင်အောင်ဆောင်းလဲဆောင်းမှာပေါ့လေဒီခါကျရင်ဟိုလုံးသားနဲ့ပတ်သက်ရအမြင်လူရဲ့ကလေးပဲရှင်းနဲ့ပတ်သက်လူရဲ့ကလေးပဲလေအဲ့လိုဆိုတော့ဟိုအခိုက်တန့်အငိုက်မိတဲ့အချိန်ကျရင်လေဂျိုးကထွက်လာပဲချွီထွက်လာပဲဒါမှမဟုတ်ထွက်ချင်ရဒီနေ့တက်ကတော့ရိုက်ကူးရေးတွေရုပ်ရှင်တွေကိုတော့ထပ်စိတ်ကြိုက်တက်ကြိုက်တဲ့ production နဲ့တက်စိတ်ချမ်းသာတဲ့ production နဲ့မှထပ်ရိုက်မယ်တက်ကြိုက်တဲ့ရုပ်ရှင်ဇက်မျိုးမှပဲထပ်ရိုက်မယ်တက်စကားရိုက်တာတွေလည်းထပ်ရှော့ထားတယ်ရှော့ထားပြီးတော့အခုထပ်စီးပွားရေးဘက်ကိုအားစိုက်ဖို့ထပ်စဉ်းစားထားပါတယ်ကိုယ့်ချစ်တဲ့ပတ်ဝန်းကျင်ကိုတန်ဖိုးထားမယ်ပြီးရင်ကိုယ့်ဘဝအတွက်နောက်တန်တရားအတွက်ပါမယ့်အရာလေးတွေတန်တရားပြတ်မဲ့အရာလေးတွေထပ်လုပ်မယ်လို့စိတ်ကူးတာပါတယ်အဲဒါကြောင့်ကိုကြိုက်တဲ့ production နဲ့ပဲကိုရိုက်မယ်လို့ပြောတာပါဟုတ်